ပြုလုပ်ကြတဲ့နေရာမှာအာမိတပူဇာဓမ္မပူဇာလို့နှမျိုးပြုလုပ်ကြပါတယ်အာမိတပူဇာဆိုတာကတော့သင်္ကန်းဆွမ်းကြောင်းဆေးပစ္စည်းလေးပါးဖြင့်ပူဇော်တာသင်္ကန်းဆွမ်းကြောင်းဆေးပစ္စည်းလေးပါးအတွက်ဒီမှာပြီးတော့လောကမှာဘုရားများမှာဖြစ်ပေါ်လက်တတ်သောယဟန်တို့အဆက်သောလူရရပစ္စည်းများကိုလူတိုင်းပူဇော်တာအာမိတပူဇာဓမ္မပူဇာဆိုတာကတော့ဆရာတော်တော်များဆုံးမတဲ့အတိုင်းဩဝါဒပေးတဲ့အတိုင်းသီလကိုလည်းလုံးရောစောင့်ထိန်တယ်ဓမ္မရီလုံငါးတွေလည်းစွမ်းတဲ့မြတ်လုပ်တယ်သမထတရားလည်းအားထုတ်တယ်ဝိပဿနာတရားလည်းအားထုတ်တယ်ဆရာတော်တော်များဆုံးမလိုက်အဆုံးအမတိုင်းလိုက်နာကျင့်ကြံတာကိုတော့ဓမ္မပူဇာတဲ့ယခုကတော့အခိုက်အတန့်5မိနစ်ဓမ္မပူဇာပြီးပူဇော်တယ်အဲဒီပူဇော်ခြင်းတစ်မျိုးကအာမိတပူဇာတဲ့ကိုဒီစလေးပါးပူဇော်တာတဲ့ကိုဓမ္မပူဇာတရားဓမ္မဖြင့်ပူဇော်တာကပုံမြတ်တယ်လို့မြတ်စွာဘုရားဟောကြားတော်မူတဲ့အတိုင်းကုတရားနာပိဋကမဲ့မကြာခဏနာကြားနေပုံမြတ်ခြင်းအကြောင်းလေးဒီနေ့ဆက်ရက်သိအောင်ဒီစလေးပါးဖြင့်ပူဇော်တာသင်္ကန်းဆွမ်းကြောင်းဆေးဒီစလေးပါးသာသနာအတွက်အထောက်အပံ့အကူအညီတွေဖြစ်ပါတယ်အဲဒီဒီစလေးပါးကိုအမိပြုတော့သာသနာအကျဉ်းဓမ္မတွေကျင့်ကြရတယ်သာသနာအတွက်အကျိုးများပါတယ်ဒီစလေးပါးထူထမ်းလိုက်တဲ့အခုတရားနာပိဋကများအတွက်ဘာကုသိုလ်ရလဲဆိုဒါနကုသိုလ်ရတယ်ဒါနကုသိုလ်ရလိုက်တယ်ဓမ္မပူဇာဖြင့်ပူဇော်တာကတော့5မိနစ်ပူဇော်လိုက်တာတစ်စက္ကန့်မှဓမ္မနဲ့တွဲလိုက်ရင်တစ်စက္ကန့်မှဓမ္မတစ်မိနစ်မှအမှတ်ပေါင်း60 5မိနစ်ကျတော့အမှတ်ပေါင်း300ဖြင့်ပူဇော်လိုက်တယ်အဲ့ဒီအမှတ်ပေါင်း300တာမန်ကုသိုလ်တွေမဟုတ်ဘူးနိဗ္ဗာန်ရောက်ပြီးတိုင်အောင်ဘေတကားပိတ်တဲ့အဖြစ်နိဗ္ဗာန်ကိုမြင်သွားတဲ့အထိအောင်ကျေးဇူးပြုတဲ့မှတ်ပေါင်း300ပဲယုံနာတရားတွေသဘောရတော့မှတ်ပြီးတဲ့နဲ့ပြည့်သွားမှတ်ပြီးတဲ့နဲ့ပြည့်သွားပဲဖြစ်ပြီးတဲ့နဲ့ပြည့်ဖြစ်ပြီးတဲ့နဲ့ပြည့်ပဲဒါမဲ့လေမှတ်ထားတဲ့စွမ်းအင်တွေကတော့ပြည့်သွားတယ်လို့မဟုတ်ဘူးမှတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့ရှုမှတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့နာအစဉ်မှာကျမ်းနေတယ်ဘယ်ထီအောင်ကြိုးပေးမှလဲဆိုနိဗ္ဗာန်ရောက်ပြီးတိုင်အောင်ကြိုးပေးမယ်ဘယ်တကားပိတ်တဲ့အဆင့်ကစပြီးနိဗ္ဗာန်ကိုမြင်သွားတဲ့အဆင့်ကစပြီးတော့နိဗ္ဗာန်ချမ်းသာကိုရောက်သွားတဲ့အထိကြိုးပေးနိုင်တဲ့အမှတ်ပေါင်း300ဖြစ်တဲ့အတွက်ကြောင့်ဓမ္မပူဇာနဲ့ပူဇော်ရတာမိမိတို့အတွက်ဘိုးတော့အကျိုးများပါတယ်မြတ်စွာဘုရားအလိုကြပဲပူဇော်ခြင်းမိမျိုးတွေကမြတ်စွာဘုရားဓမ္မပူဇာကိုပူဇော်ခြင်းကိုအလိုအကျဆုံးပဲဆိုတဲ့အဓိပ္ပာယ်ကိုသိပြီးဓမ္မပူဇာဖြင့်ပူဇော်ကြတယ်အာမိတပူဇာဓမ္မပူဇာနှစ်ပါးရဲ့ဓမ္မပူဇာကပိုးမြတ်တယ်ဆိုတဲ့အကြောင်းလေးဟောကြားတာတို့တို့ဟောကြားတာအသိနဲ့ပြည့်စုံတော့ပါပြီဒီနေ့ဟောကြားလို့ရင်းကတော့အသက်ရှိကြောင်းတရား5ပါးတရားနာပိဋကများမိတို့ရဲ့မိဘတွေဘိုးဘွားတွေဆရာသမားတွေကိုအသက်ရှိခြင်းရတယ်သက်ရှိကြပါစေအသက်ရာကျော်ရှိကြပါစေဟောလို့ဆုတောင်းကြရှိခိုးဥကြကြတယ်အသက်သိရှိစေခြင်းကြတယ်မိတို့ကိုယ်တိုင်နဲ့အသက်ရှိခြင်းကြတာပါပဲရှိခြင်းကြပါရဲ့လားအသက်တူခြင်းတဲ့ပုဂ္ဂိုလ်လို့ရှိမှရှိပါမလားအသက်တူခြင်းတဲ့ပုဂ္ဂိုလ်တော့မရှိဘူးအသက်ရှိခြင်းကြတာဘုရုဇဉ်သောတာပန်အနာဂံတိုင်အသက်ကတော့ရှိခြင်းကြတယ်ယဟန္တာကျတော့ရှိတာကိုလည်းလူမရှိဘူးတူတာကိုလည်းလူမရှိဘူးတဲ့ယဟန္တာကတော့ထူးခြားတဲ့ပုဂ္ဂိုလ်ရှိခြင်းကြတယ်အသက်ရှိခြင်းလို့ရှိရင်မိတို့ဆရာသမားတွေလည်းအသက်ရှိခြင်းနဲ့မိဘဘုရားတွေအသက်ရှိခြင်းနဲ့ရှိစေခြင်းနဲ့မိတို့ကိုယ်တိုင်လည်းအသက်လူ့အမှာအသက်ရှိခြင်းနဲ့ဆိုလို့ရှိရင်တော့တဲ့မြတ်စွာဘုရားတရား5ပါးလိုက်နိုင်ကျင့်ကြံရလိမ့်မယ်ပစ္စည်းမေဘိက္ခွေဓမ္မအာယုဒ္ဓဘိက္ခွေတန္တရာပိလာမိကိုမျောတွေထောက်ဆတည်မြင်ကြတော့အိုးခြေသားခြေသမီးတို့ပစ္စည်း5ပါးအာယုဒ္ဓအသက်ရှိကြောင်းဖြစ်ကုန်တော့
ဓမ္မတရားတို့သည်ဣမေပြင်းစဤ၅ပါးတို့ပင်တည်းဣတိသောဘဂဝါမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းจิตယံတို့လူပြည်မှာအသက်ရှိကြောင်းတရား၅ပါးရှိတယ်လို့မြတ်စွာဘုရားဟောကြားပါတယ်ကတမေပြစ္ဆ၅ပါးတို့ဟူသည်ကတမေဖေတိတို့နေ၅ပါးအဖြစ်တရုပ်ရှင်းရှင်းထုတ်ပြလို့တဲ့အတွက်ကြောင့်မြတ်စွာဘုရားအမေထုတ်ပါတယ်တပ္ပယကာရီဟောတိတပ္ပယကာရီတင်းလျော်လျောက်ပါသူကိုပြုလို့ရှိသည်ဟောတိဖြစ်မိမိနဲ့တင်းလျော်လျောက်ပါတာကိုပြုလုပ်တတ်တာလူဘဝမှာအသက်ရှိကြောင်းတစ်ပါးပဲတပ္ပယေမတ္တံဇာနာတိတပ္ပယေတင်းလျော်လျောက်ပါသည်၌မတ္တံအတိုင်းရှိကိုဇာနာတိတိတင်းလျောက်ပါတဲ့အရာတွေမှာလည်းအတိုင်းရှိကိုသိပြီးတော့မိဝဲသုံးဆောင်တတ်တာလူဘဝမှာအသက်ရှိကြောင်းတစ်ပါးပါပဲပရိနိဒာဘောဓိသဟောတိပရိနိဒာဘောဓိသခြေလွယ်ကျက်လွယ်တဲ့အာဟာရကိုမြှဝဲလေးရှိသည်လေဟောတိဖြစ်ခြေလွယ်ကျက်လွယ်တဲ့နူးညံ့တဲ့အာဟာရတွေမြှဝဲတတ်တာလည်းအသက်ရှိကြောင်းတစ်ပါးပါပဲအဲ့ဒါလည်းသိထင်ရှားတယ်အသက်ရွယ်ကြီးလာတဲ့ကခြေလွယ်ကျက်လွယ်တဲ့အာဟာရကိုမြှလွယ်မှစာရီခြေလွယ်တော့သက်ရှိနိုင်တယ်ကာလစာရိစာဟောတိကာလစာရိစာအချိန်ကဟုတ်ဒီ၌သွားလာလေရှိသည်ဟောတိဖြစ်အချိန်ကာလကြည့်ပြီးတော့သွားတတ်လာတတ်တယ်အဲ့ဒါလည်းသိရှိကြောင်းတစ်ပါးပါပဲဗြဟ္မစာရိစာမြတ်သောကျင့်ကိုကျင့်သည်လေဟောတိဖြစ်အဗြဟ္မစရိယတိတ်္ခပုဂ္ဂိုလ်လုံးစုံစောင့်ထိန်သည်လေဟောတိဖြစ်ဧကဝေတန္တရာပိလာမီကိုညောတွေထောက်ဆတည်မြင်ကြတယ်။အိုးจิตသားချင်းတို့အာယုန်တာတက်ရှိကြောင်းတို့သည်အာယုန်တာတက်ရှိကြောင်းဖြစ်ကုန်သောဓမ္မတရားတို့သည်ဣမေပြင်းစဤ၅ပါးတို့ပင်တည်းဣတိတို့ဘဂဝါမြတ်စွာဘုရားသည်ဩဇာကရုဏာရှိသောပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းတပ္ပယကာရီဟောတိမိခန္ဓာကိုယ်နဲ့သင်လျော်တာကိုပြုလုပ်တတ်တာလဲသိရှိကြောင်းတစ်ပါးစားပွဲတောက်ပွဲမှာလည်းမိနဲ့တင်တော်တယ်ဗျာစားပွဲတောက်ပွဲမိဝဲတတ်တာဥရုယာတိကိုလည်းမိနဲ့တင်တော်တယ်ဥရုယာတိအေးပုကိုမိဝဲတတ်တာနေရာထိုင်နေလည်းမိနဲ့တင်တော်တယ်နေရာထိုင်နေမှာနေထိုင်မိဝဲတတ်တာပြုလုပ်ပွဲကိစ္စတွေလည်းမိနဲ့တင်လျော်တဲ့အလုပ်ကိစ္စကိုပြုလုပ်တာတပ္ပယကာရီဟောတိသင်လျော်တာကိုပြုတာအသက်ရှိကြောင်းပဲတဲ့အသက်ရှိကြောင်းဟောသူမြတ်စွာဘုရားအသက်တူကြောင်းလည်းဟောကြားပါတယ်အတ္တပယကာရီဟောတိအတ္တပယကာရီမသိလျော်သည်ပြုလေရှိသည်ဟောတိဖြစ်မသိလျော်တာတွေပြုလုပ်လို့ရှိတော့အသက်တူမလားရှိမလားတူသွားလိမ့်မယ်တဲ့တရားနာပြည်တဲ့သဘောတွေပေါင်းနေတာမြတ်စွာဘုရားလည်းပြောင်းပြန်လည်းဟောကြားပြီးပါတယ်သင်လျော်တာပြုလုပ်တတ်ရမယ်သင်လျော်တာတွေကတော့တပ္ပယတရား၅ပါးရှိတယ်အာဝါဒတပ္ပယသင်လျော်လျောက်ပတ်တဲ့ကြောင်းအရာနေရာမှာနေတတ်တယ်လည်းအသက်ရှိကြောင်းတစ်ပါးဥရုတပ္ပယသင်လျော်တဲ့ဥရုတွေမှာမြတ်တအောင်နေတတ်တယ်လည်းအသက်ရှိကြောင်းတစ်ပါးဘောဇနတပ္ပယသင်လျော်တဲ့ဘောဇဉ်တွေကိုမြှဝဲသုံးဆောင်တတ်တယ်လည်းအသက်ရှိကြောင်းတစ်ပါးလို့ဆိုနိုင်ပါတယ်ပုဂ္ဂလတပ္ပယသင်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့နေထိုင်တတ်တာစိတ်တူသဘောတူစိတ်ချမ်းသာအောင်ပြုစုစောင့်ရှောက်တတ်တဲ့ပုဂ္ဂိုလ်နဲ့တူတူကနေထိုင်ကြတာလေဒါလည်းသက်ရှိကြောင်းတစ်ပါးဓမ္မတဝနာတပ္ပယတရားဓမ္မကောင်းတွေနာကြားရတာလေအသက်ရှိကြောင်းတစ်ပါးလို့ပဲလို့ဆိုနိုင်ပါတယ်တပ္ပယ၅ပါးကိုမြှဝဲတတ်တဲ့ပုဂ္ဂိုလ်များအသက်တိုးမလားရှိမလားရှိမယ်တဲ့ထင်ရှားသွားပါတပ္ပယေမတ္တံဇာနာတိတပ္ပယေသင်လျော်လျောက်ပါသည်၌မတ္တံအတိုင်းရှိကိုဇာနာတိသိ၏သင်လျော်လျောက်ပါတဲ့အရာဝတ္ထုတွေမှာလည်းအတိုင်းရှိကိုသိရမယ်အဲ့ဒါလည်းအသက်ရှိကြောင်းပဲ
မိမိနဲ့တင်းလျော်ပင်တင်းလျော်ညာဆိုအတိုင်းရှိပမာဏကိုသိရမယ်အချိုနဲ့တင်းတယ်လက်ဖေးအချိုနဲ့တင်းတယ်ဆိုတော့တစ်ခွက်လောက်နဲ့မျှတာတော့နှစ်ခွက်သုံးခွက်ဆင်းတော့ရင်တော့တိုင်းရှိကိုသိသလားမသိဘူးလားအဲ့ရှိမလားတုံမလားတို့သွားလိမ့်မယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားဟောကြားတယ်တပ္ပယမတ္တနာဇာနာတိအတိုင်းရှိကိုမသိတော့အသက်တူသွားလိမ့်မယ်တဲ့အသက်ရွယ်ကြီးတော့တမိုင်လောက်လမ်းလျှောက်ရင်တင့်လျော်နေပြီတမိုင်လမ်းလျှောက်တာတင့်လျော်နေတာကိုသိတော့တိတ်အသက်ကရှိချင်းတော့4-5မိုင်လျှောက်လိုက်တယ်တပ္ပယကာရီတပ္ပယမတ္တဇာနာတိအတိုင်းရှိတဲ့လွန်သွားတော့အသက်ရှိကြောင်းလားအသက်တူကြောင်းလားဒီအားလုံးတော့ထင်ရှားလို့ရှိနေပါရဲ့အတိုင်းရှိတဲ့လွန်သွားလို့ရှိရင်အသက်တူကြောင်းဖြစ်တဲ့အတိုင်းရှိကိုသိတော့မြည်ဝဲသုံးဆောင်မယ်ဆိုလို့ရှိရင်အသက်ရှိကြောင်းပရိနိဒာဘောဓိစဟောတိပဏိနိဒာဘောဓိစကြည်လွယ်ကျက်လွယ်သောအာရကိုမြည်ဝဲလေးရှိသည်လေဟောတိဖြစ်အာဟာရတွေကြည်လွယ်ကျက်လွယ်တဲ့အာဟာရတွေမြည်ဝဲတတ်တာလေအသက်ရှိကြောင်းပါပဲအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေမှာတော့ပိုးပြီးတော့မထင်ရှားပါဘူးလားအသက်ကြီးမှအစာချမ်းကြီးတွေတိတ်ကြိုက်တယ်တိတ်စားတယ်ပြီးအောင်စားတယ်သက်ရှိမလားထိုးပါမလားအစာမကြေယောဂအထွေတော့အသက်ရှိမလားအသက်တူသွားလိမ့်မယ်မြတ်စွာဘုရားဟောတာသဘာဝမကျပါဘူးလားအေးနှစ်သက်စရာတိတ်ကိုဝါဝါကြတယ်အသက်ကြီးလေးလေးငူညံ့တဲ့အာဟာရတွေမြှဝဲရလေးလေးမဟုတ်ပါဘူးလားအသက်ရှိခြင်းလို့ရှိငူညံ့တဲ့အာဟာရတွေခြေလေကျွတ်တဲ့အာဟာရတွေမြှဝဲရမယ်ကာလစာရိစဟောတိကာလစာရိစအချိန်ကဟုတ်ဒီ၌တွာလာလေးရှိသည်ဟောတိဖြစ်အချိန်ကဟုတ်တဲ့အခါမှာတွားတဲ့အခါမှာတွားတယ်အချိန်ကမဟုတ်တဲ့အခါတွေရှောင်ခြင်းတယ်အဲ့လိုအချိန်ကာလအလျော်တော့အချိန်ကာလဟုတ်တာဒီမှာသာတွာလာနေထိုင်တတ်တာလေအသက်ရှိကြောင်းတစ်ပါးပဲတဲ့ပြောင်းမြအဖြစ်အာကာလစာရိစဟောတိအာကာလစာရိစအချိန်ကမဟုတ်ဒီ၌တွာလာလေးရှိသည်ဟောတိဖြစ်အချိန်ကမဟုတ်နဲ့တွာလာလို့ရှိရင်အသက်တို့ကြောင့်ဖြစ်သွားတတ်တယ်မြတ်စွာဘုရားဟောကြားပါတယ်ဗြဟ္မစာရိစအမြတ်တော်ခြင်းကိုကျင့်လေးရှိသည်လေဟောတိဖြစ်အဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်လုံးကျော်ဆောင်ထိန်တာအသက်ရှိကြောင်းပဲအဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်လွန်ကျူးနေလို့ချင်းအသက်တိုးကြောင်းဆိုတာမထင်ရှားပါဘူးလားအသက်ကြီးမှအဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်မဆောက်ရှောက်ဘူးလွန်ကျူးတာများရင်တော့ဒီပုဂ္ဂိုလ်အသက်ရှိမလားတိုးမလားတိုးပါလိမ့်မယ်အသက်ကြီးလေးပို့တော့အဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်စောင့်ထင်းရလေးလေးပဲဆရာတော်တန်ဃာတော်ကြီးတွေအသက်ရှိတာအဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်တစ်သက်လုံးလုံခြုံတော့အသက်မရှိပါဘူးလားအသက်ရှိကြအောင်တဲ့ထင်ရှားသွားပါပြီဆောင်းဖို့ဆိုကြရအောင်တင်းလျော်တိုင်းရှိကျေမြတ်စာသွားရချိန်သည်မြတ်ကြည်ရှိပါဤငါဗျာမန္တဝတရှိကြောင်းသင်္တောတိုင်းရှိကျေမြတ်စာသွားရချိန်သည်မြတ်ကြည်ရှိပါဤငါဗျာမန္တဝတရှိကြောင်းသင်္တောတိုင်းရှိကျေမြတ်စာသွားရချိန်သည်မြတ်ကျင့်ရှိပါဤငါဗျာမန္တဝတရှိကြောင်း
င့်လျော်ရအောင်မိဝဲတတ်တယ်အသက်ရှိကြောင်းတစ်ပါးအတိုင်းရှိကိုသိပြီးတော့မိဝဲတတ်တယ်အသက်ရှိကြောင်းတစ်ပါးကြည်လွယ်ကျင့်လွယ်တဲ့အာဟာရကိုမိဝဲလေးရှိတာလေအသက်ရှိကြောင်းတစ်ပါးအချိန်ခါကိုသိပြီးတော့သွားတတ်တယ်အသက်ရှိကြောင်းတစ်ပါးအဘိမချာရီတိတ်ခါဘုကိုလုံညောစောင့်ထိန်းတာလေမြတ်တဲ့အကျင့်ရှိတာလေအသက်ရှိကြောင်းတစ်ပါးဘုသူဟောပြန်နာပိတဲ့ကသဘောမှကြပါရဲ့လားသဘောမကြတဲ့ရှိပြန်လျှောက်ထားရအောင်လို့မေးရတာသဘောကျနေပါပြီတဲ့အဲ့ဒါကပထမအသက်ရှိကြောင်းပထမအသက်ရှိကြောင်းတရား၅ပါးကိုမြတ်စွာဘုရားဟောကြားပါတယ်နောက်တော့ဒုတိယအနေနဲ့အသက်ရှိကြောင်းတရား၅ပါးလည်းဟောကြားပါသေးတယ်ပစ္စည်းမေဘိက္ခွေဓမ္မအာယုဒ္ဓဘိက္ခွေတန္တရာဘိဓာမိကိုမျောတွေထုတ်ဆတည်မြင်ကြတယ်။အိုးခြေသားချင်မီတို့အာယုန်သာတက်ရှိကြောင်းတို့သည်အာယုန်သာတက်ရှိကြောင်းဖြစ်ကုန်သောဓမ္မတရားတို့သည်ဤမေပြင်းစာဤ၅ပါးတို့ပင်တည်ဤသို့ဝါမြတ်စွာဘုရားသည်ဩစာကရုဏာရှိပါပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဒုတိယအသက်ရှိကြောင်းတရား၅ပါးမြတ်စွာဘုရားထပ်မံပြီးတော့ဟောကြားပေးပါတယ်သက်ရှိကြောင်းတရား၅ပါးရှိတယ်ကတမေပြင်းစပိဿ၅ပါးတို့ဟူသည်ကတမေဘေဒီတို့နီသက်ရှိကြောင်း၅ပါးတယုတ်အဖြေကိုဖြည်းရှင်းထုတ်ပြလို့တဲ့အတွက်ကြောင့်မြတ်စွာဘုရားအမေထုတ်တော်မူပါတယ်တပ္ပယကာရီဟောတိတပ္ပယကာရီသင်လျော်လျော်ပါတိကိုပြုလေးရှိသည်ဟောတိဖြစ်ပထမအသက်ရှိကြောင်းနဲ့တူတူပါပဲမိခန္ဓာကိုယ်နဲ့သင်လျော်တာတွေကိုပြုလုပ်တတ်တာမိဝဲတတ်တာအသက်ရှိကြောင်းတပါးပါပဲတဲ့မိခန္ဓာကိုယ်နဲ့သင်လျော်တဲ့အာဝါဒကြောင့်အိယာနေရာမှာနေတတ်တာမိခန္ဓာကိုယ်နဲ့သင်လျော်တဲ့ဥရုကိုမိဝဲတတ်တာအေကူမြတ်တတ်တဲ့ဥရုမှာနေထိုင်တတ်တာဘောဇနမိနဲ့သင်လျော်တဲ့အာဟာရဘောဇင်တွေကိုမိဝဲတတ်တာပုဂ္ဂလာမိနဲ့တင်လျော်တဲ့ပုဂ္ဂိုလ်တွေနဲ့တူတူကနေထိုင်တတ်တာဓမ္မတဝနာမိနဲ့တင်လျော်တဲ့တရားတွေနာကြားနေတာတရားနာတာလေတပ္ပယဖြစ်တော့စိတ်မချမ်းသာပါဘူးလားအသက်တို့ကြောင့်လားတက်ရှိကြောင်းလားတက်ရှိကြောင်းပါဗျာနဲ့မိနဲ့တင်လျော်တာတွေပြုလုပ်တတ်တာမြတ်စွာဘုရားအသက်ရှိကြောင်းတစ်ပါးပဲတဲ့ပြောင်းမြန်အားဖြင့်တော့ခုပြောခဲ့ပြီးတိုင်အတ္တပါယကာရီဟောတိအတ္တပါယကာရီမသိလျော်သည်ကိုပြုလေရှိသည်ဟောတိဖြစ်မသိလျော်တာတွေပြုနေမယ်ဆိုလို့ရှိရင်တော့အသက်တူသွားလိမ့်မယ်မြတ်စွာဘုရားမိတ်ကြားပါတယ်တပ္ပယေမတ္တံဇာနာတိတပ္ပယေသိလျော်လျောက်ပါတိနဲ့မတ္တံအတိုင်းရှိကိုဇာနာတိသိသိလျော်လျောက်ပါတဲ့အရာတွေမှာလည်းအတိုင်းရှိကိုသိတယ်အေးတဲ့မိကသိလျော်တယ်ဆိုတော့အေးထဲမှာနေတာသိလျော်ုံပဲနေတတ်တယ်အပူနဲ့မိနဲ့သင်လျော်တယ်လို့သိမြွေးပြီးတော့နေပင်เนี่ยသင်လျော်ရုံပဲမြွေးပြီးတော့နေတတ်တယ်အစားတောက်တွေလည်းဒီအစားတောက်ကမိနဲ့သင်လျော်တယ်သင်လျော်ရုံပဲမြွေးတယ်အတိုင်းရှိနဲ့ပဲမြွေးတယ်အတိုင်းရှိတဲ့ပုံလုံးသွားလို့ရှိရင်အတိုင်းရှိကြောင်မဟုတ်တော့အသက်တိုးကြောင်ဆိုတာတရားနာပိဋကများလည်းသဘောပေါက်ထင်ရှားနေတယ်ဒါဘယ်အရာပဲမိဝဲမိမိခန္ဓာကိုယ်နဲ့အတိုင်းရှိကိုသိပြီးတော့မမိဝဲရပါဘူးလားမိဝဲရတယ်ဆိုဒကာကြီးဒကာမကြီးပြောလို့ဆိုဆရာအောင်နဲ့သိတာတပည့်တော်မသိပါဘူးခင်ဗျာတဲ့သူခန္ဓာကိုယ်ကြောင့်သူကအသိဆုံးပဲမဟုတ်ပါဘူးလားသူတို့ကမှန်းဆပြီးတော့သိတာတဲ့တပည့်တော်ခန္ဓာကိုယ်တပည့်တော်ပိုသိပါတယ်ခင်ဗျာတဲ့ဟုတ်လိုက်တာအမြဲတမ်းရှင်းမြင်နေတော့ပုံမသိပါဘူးလားသိပါရဲ့ဗျာခြုံနဲ့တော့တဲ့ချင်းနဲ့တော့တဲ့အခါနဲ့တော့တဲ့သူစားပြီးတာနဲ့သူကသိနေတယ်တပ္ပယေတင်းလျော်လျောက်ပါသည်၌မတ္တံတိုင်းရှိကိုဇာနာတိတိတင်းလျော်လျောက်ပါတော့မိဝဲဘွယ်ဒီမှာလည်းအတိုင်းရှိသည်ပြောမိဝဲတတ်တာအသက်ရှိကြောင်းပါပဲမြတ်စွာဘုရားဟောကြားတယ်သုံးနာဘကပရိနိဒာဘောဇိသဟောတိခြေလေကျွတ်တဲ့အာဟာရကိုမိဝဲလေးရှိသည်ဟောတိဖြစ်ပထမအသက်ရှိကြောင်းနဲ့ဒုတိယအသက်ရှိကြောင်းဒီနှစ်ပါးဒီသုံးပါးတိုင်အောင်ဒုတိယပါပဲခြေလေကျွတ်တဲ့အာဟာရတွေမိဝဲတတ်တာအသက်ရှိကြောင်း
ခြေခဲခြေခဲတဲ့အာဟာရတွေမြှဝဲတတ်တာတဲ့တို့ကြောင့်လို့မြတ်စွာဘုရားကိုယ်တော်တိုင်လည်းဟောကြားပါတယ်လေးနံပါတ်သီလဝါစာဟောတိသီလဝါစာကိုယ်ချင်းသီလနဲ့ပြည့်စုံနေလေဟောတိဖြစ်သီလနဲ့ပြည့်စုံတာအသက်ရှိကြောင်းသူတမတ္တသူစာမခောသူတော်အာသာသူဖြစ်စီလိညာမပြောရည်စားမတော်စားခြင်းစားတဲ့ကိုယ်ချင်းသီလနဲ့ပြည့်စုံတာအသက်ရှိကြောင်းတစ်ပါးပဲမြတ်စွာဘုရားဟောကြားတယ်။ဉာဏ်ပိဋကများသဘောမှကြပါရဲ့လား။သီလပြည့်တဲ့ပုဂ္ဂိုလ်တွေအသက်တူတာမထင်ရှားပါဘူးလား။သိထင်ရှားတယ်ခုကတော့ပိုထင်ရှားတယ်သီလတွေပြည့်တယ်ခိုးတယ်ဆိုးတယ်ရမ်းတယ်မူးတယ်ရစ်တယ်ဘုဒ္ဓတွေမှီဝဲတယ်အသက်ရှိပါလားတိုးပါလား။သိထင်ရှားတယ်မြတ်စွာဘုရားဟောတာဉာဏ်ပိဋကများတော့တရားလည်းချိန်ခံပြီးတော့လွယ်လွယ်နဲ့သဘောကျသွားတာပါပဲနေရာကျလိုက်တာဒုတိလောစာဟောတိဒုတိလောစာသီလပြည့်သီလဟောတိဖြစ်သီလပြည့်တဲ့ပုဂ္ဂိုလ်တွေအသက်တူကြောင်းပဲတဲ့ဒုတိလပုဂ္ဂိုလ်တွေအသက်တူတယ်တဲ့။သွားပြဟောကြားတာအတ္တနာပိတမြညာမှာတော့ထင်ရှားနေပါပြီ။ငါးနံပါတ်ကတော့ကလျာဏမိတ်တော်စာကလျာဏမိတ်တော်စာအဆွေခမုံကောင်းရှိသည်လီဟောတိဖြစ်၏ဘိကဝေတန္တရာပိလာမီကိုမျောတွေးထောက်ဆတည်မြင်ကြတယ်။အိုးခြေသားချင်းပြီးတော့အာယုတာအသက်ရှိကြောင်းဖြစ်ကုန်သောဓမ္မတရားတို့သည်ခေါ်စင်စေဤပေပြင်းစာဤငါးပါးတို့ပင်ဒီဣတိသောဘဂဝါမြတ်စွာဘုရားသည်ဩဝါကရုဏာရှိစွာပညာအားဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းဆွေခင်မုံကောင်းမိကောင်းဆွေကောင်းတာကောင်းသမီးကောင်းဇနီးကောင်းများနဲ့အတူတူကနေရတာလေအသက်ရှိကြောင်းပဲမြတ်စွာဘုရားဟောကြားတာတဘာဝကြပါတယ်ဆွေခမုံကောင်းများနဲ့အိမ်သူအိမ်သားကောင်းမိသားကောင်းမိသားစုနဲ့အတူတူကနေရတော့စိတ်ဆင်းရဲမလားစိတ်ချမ်းသာမလားစိတ်ချမ်းသာရင်အသက်တူကြောင်းလားအသက်ရှိကြောင်းလားအဲ့ဒီကျစိတ်တရားယုံဆိုတာခန္ဓာကိုယ်မှာအများဆုံးပါပဲလက်ပြတဲ့တရားဓမ္မအတွင်းမှာစိတ်ကရေသိန်းလောက်ဖြစ်တာကိုအဲ့ဒီကလေးသိန်းလောက်ဖြစ်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့စိတ်တရားယုတ်တရားခန္ဓာကိုယ်မှာအနှံ့ပြားပဲတဲ့ခန္ဓာကိုယ်ထဲမှာရှိတာကကာမဇာယုတ်ဥရုဇာယုတ်စိတ်တရားယုတ်အာဟာရဇာယုတ်လို့ယုတ်ကနှမျိုးလေဒီလိုရှိတယ်စိတ်တရားယုတ်ကအလုံးကောင်းနေတော့စိတ်ကချမ်းသာနေတော့ဉာဏ်နဲ့ယုတ်၃ပါးကိုလည်းကျေစုပြုတယ်ဆက်ဆက်နေတာ哦စိတ်ကချမ်းသာတော့ကာမဇာယုတ်ကိုလည်းကျေစုပြုဥဒ္ဒဇာယုတ်ကိုလည်းကျေစုပြုအာရဇာယုတ်ကိုလည်းကျေစုပြုတော့ဒီယုတ်၄ပါးနဲ့တည်ရှိနေတဲ့ခန္ဓာကိုယ်ကြီးအသက်မရှိနိုင်ပါဘူးလားနေနိုင်တယ်ဒီလိုမဟုတ်ဘူးပါပမိတ်တမြတ်စွာဘုရားကိုယ်တိုင်ဟောတယ်ပါပမိတ်တော်စာယုံမှသောအဆွေကမွန်များရှိသည်လေဟောတိဖြစ်ယုံမှတဲ့အဆွေကမွန်တွေဒါဆိုသမီးဆိုတွေလင်းဆိုတွေနဲ့အိမ်သူအိမ်သားဆိုတွေနဲ့တူတူကနေရတဲ့ပုဂ္ဂိုလ်စိတ်ချမ်းသာမလားစိတ်ဆင်းရဲမလားသိရှိမလားတူမလားမြတ်စွာဘုရားကိုယ်တိုင်ဟောတာပဲအတက်တူကြောင်းပဲပါပမိတ်တနဲ့အတူကနေရလို့ရှိရင်မိတ်ဆွေဆိုတွေမိမိမှာရှိနေမယ်ဆိုလို့ရှိရင်တဲ့အတက်တူတရားရှိလားတူလိမ့်မယ်တဲ့ရှိဘိုးတွေဘွားတွေလူကြီးတွေမာတွေပိုသိပါတယ်စိတ်ချမ်းသာတာတက်ရှိကြောင်းဆိုတာသူတို့ဒါတွေသမီးတွေမိတွေဘိုးတွေဘွားတွေနဲ့တခါလေအစင်မပြေဘူးတော့လမ်းတော့ပြောလာဟဲ့ငါ့ကိုတက်တူအောင်လုပ်နေတာလားတဲ့ဘွားတွေကမေးစိတ်ဆင်းရဲတော့တက်မတူဘူးဟာမဟုတ်လားငါ့ကိုတက်တူအောင်မလုပ်ပါနဲ့တဲ့သူစိတ်ဆင်းရဲအောင်လုပ်တာသူ့အတက်ကိုတူအောင်လုပ်နေတာနဲ့မတူပါဘူးလားမသားွယ်စကားပဲတဲ့ငါ့ကိုတက်တူအောင်မလုပ်ပါနဲ့တဲ့ဒီစကားတွေမပြောပါနဲ့ငါတက်တူသွားလိမ့်မယ်တဲ့စိတ်ချမ်းသာလို့လားစိတ်ဆင်းရဲလို့လားစိတ်ဆင်းရဲတော့ဘိုးတွေဘွားတွေလို့သိပါတယ်စိတ်ချမ်းသာမှုကသိရှိကြောင်းဆိုတာထင်ရှားပါတယ်တဲ့ဆွေခမုန်းကောင်းများနဲ့မိကောင်းဖာကောင်းဆွေခမုန်းကောင်းအိမ်သူအိမ်သားကောင်းများနဲ့တူတူကနေရတာသိရှိကြောင်းတစ်ပါးပဲလို့မြတ်စွာဘုရားဟောကြားတယ်ထင်ရှားပါတယ်အဲ့ဒီဆောင်မှုလဲဆိုကြရအောင်
သင်္ခရောတိုင်းရှိခြေမီအစာရှိပါသီလမိကောင်းရာငါဝသက်ရှိကြောင်းသင်္ခရောတိုင်းရှိခြေမီအစာရှိပါသီလမိကောင်းရာငါဝသက်ရှိကြောင်းသုတိယသင်္ခရောသင်္ခရောရာကိုမိဝဲတတ်တဲ့အသက်ရှိကြောင်းတစ်ပါးသင်္ခရောရာ၌တိုင်းရှိကိုသိပြီးတော့မိဝဲတတ်တဲ့အသက်ရှိကြောင်းတစ်ပါးရေလွယ်ကျက်လွယ်တဲ့အာဟာရတွေမိဝဲတတ်တဲ့အသက်ရှိကြောင်းတစ်ပါးကိုချင်းသီလရှိကြတဲ့အသက်ရှိကြောင်းတစ်ပါးမိကောင်းဆွေကောင်းတွေမိသားစုကောင်းတွေနဲ့ဒီဘက်ကူကောင်းတွေရှိနေကြလေအသက်ရှိကြောင်းတစ်ပါးလို့မြတ်စွာဘုရားဟောကြားပါတယ်ယန္နာပိဋကများသဘောကျပါရဲ့လားသိတဲ့ဘောသင်္ကာနာ6တန်တင်ရလို့တရားနာပိဋကများထင်ရောက်လာတာပေါ့ပေါ်လေးတော့ဟုတ်ပါရဲ့လားသင်္ကာနာတင်မဲ့ဒီသင်္ကာနာတင်ရတယ်ဆိုတာအချို့ချို့သောသင်္ကာနာတင်နေမှာမိစ္ဆာဝါဒတွေလွှမ်းမိုးတာလို့မိစ္ဆာမင်းတွေလွှမ်းမိုးတာလို့အသက်နဲ့လဲပြီးတော့သင်္ကာနာတင်ကြရတယ်အသက်နဲ့လဲပြီးတော့သင်္ကာနာတင်မတင်သင်္ကာနာတင်ခဲ့တဲ့တရားတော်ဒီမူလို့ထံရောက်လာတဲ့ကမိလို့လဲဒီတရားတော်တွေအသက်နဲ့လဲပြီးတော့လိုက်နာကြင်ကြံမယ်ဆိုလို့ရှိရင်သစ္စာဒိဋ္ဌာန်ပြုထားလို့ရှိရင်အဋ္ဌာဏပါရမီလေးတွေမဖြစ်တော့ဘူးလားဖြစ်သွားတယ်တရားအထုတ်တဲ့ကမှာထောက်ပံ့ကောင်းတယ်တဲ့တော်တော်သဘောကျတော့ရင်တော့တခုကတော့ဉာဏ်ပိဋကများအတွက်လိုရင်းလေးတခုထပ်မှတော့ချိုးတရားလေးပြောပြပါအောင်မယ်ပထမအသက်ရှိကြောင်းတရား၅ပါး၅နံပါတ်မှာဗြဟ္မစာရိစာမြတ်သောခြင်းကိုကျင့်လေးချင်းကလေးဟောသည်ဖြစ်အဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်လုံခြုံအောင်စောင့်ထိန်းတာအသက်ရှိကြောင်းတစ်ပါးပဲလို့မြတ်စွာဘုရားဟောကြားတယ်တဲ့အဲ့ဒါကိုထောက်တာဆရာမြတ်ကအဗြဟ္မစာရိယသိက္ခာပုဂ္ဂိုလ်လုံခြုံအောင်စောင့်ထိန်းတဲ့ပုဂ္ဂိုလ်ကြီးရနိုင်တဲ့အကျိုးတွေတော်တော်များများပဲဖွင့်ပြထားပါတယ်သိလျော်တဲ့အကျိုးလေးတွေတို့ဟောကြားပြပါအောင်မယ်အဗြဟ္မစာရိယသိက္ခာပုဂ္ဂိုလ်မမြတ်သောခြင်းကိုကျင့်ခြင်းမှာဝိရမဏီရာရှောင်းခြင်းကြောင့်ရရှိနေတဲ့အကျိုးတွေအထာရဆရာကြီးဖွင့်ပြတယ်ဝိကတပစ္စတိကတာကင်းသောယံလူရှိသည့်အဖြစ်အဗြဟ္မစာရိသိက္ခာပုဂ္ဂိုလ်လုံခြုံဆောင်ထင်းတဲ့ပုဂ္ဂိုလ်ဘေးရန်နေလည်းကင်းနေတတ်တယ်တဲ့တင်နံပါတ်2နံပါတ်ကသဗ္ဗဇနပိယတာခတ်တိုင်းသောသူတို့၏ဉာဏ်တို့ချစ်ခင်သည့်အဖြစ်ဉာဏ်တို့ချစ်ခင်ခြင်းကိုလည်းရရှိနိုင်တယ်တဲ့လောထုံသောပုဂ္ဂိုလ်တို့၏ချစ်ခင်ဉာဏ်တို့ခြင်းကိုလည်းရရှိခြင်းဒုနမအကျိုးကအာနာပါနဝဋ္ဌသေနာဒိနံလာဘိတာဓမ္မအဖြောအဝတ်တဲ့အိယာနိယစသည်တို့ကိုရလွယ်သည်လိဟောသည်ဖြစ်အဲ့ဒါဒီလေရလွယ်တတ်ပါတယ်ရလာတတ်ပါတယ်တဲ့ဒုက္ခပဋိတယနာတာချမ်းသာသာအိယာသည်ဖြစ်သည်ဟောသည်ဖြစ်အဲ့မှာစာရိသိက္ခာပုဂ္ဂိုလ်လုံးညောင်းဆောင်တဲ့ပုဂ္ဂိုလ်ချမ်းသာသာလည်းအိယာတတ်ပါတယ်တဲ့ဒုက္ခပฏิပုဇ္ဇနာတာချမ်းသာစွာနိုးရသည်လီဟောသည်ဖြစ်အမိမစာရိသိက္ခာပုဂ္ဂိုလ်လုံးညောင်းဆောင်တဲ့ပုဂ္ဂိုလ်တွေနိုးလာတဲ့ခါမဲချမ်းသာသာနဲ့နိုးလာတတ်ပါတယ်တဲ့နောက်အမျိုးသမီးဖြစ်မှလည်းလွတ်ကင်းသွားတတ်ပါတယ်နဘုံဘန်းတို့ဖြစ်မှလည်းလွတ်ကင်းသွားတတ်ပါတယ်စသဖြင့်အကျိုးတွေအများကြီးပြင်ပြတယ်အမိမစာရိသိက္ခာပုဂ္ဂိုလ်ဆောင်ထင်းရတာအကျိုးမများပါဘူးလားအတလည်းရှိတဲ့သူများတွေလည်းချစ်ခင်တယ်အများကြီးပါအကျိုးတွေဘေးရန်လည်းကင်းတယ်ရခြင်းတဲ့ပစ္စည်းဥစ္စာတွေလည်းလွယ်လွယ်နဲ့ရလာတတ်တယ်
ချမ်းသာစွာအိပ်ရတယ်ချမ်းသာစွာနိုးရတယ်အမျိုးသမီးရဲ့နောင်ဘဝတွေမဖြစ်ရဘူးနှစ်ပုံပန်းတော့မဟုတ်တဲ့ဘဝမျိုးလည်းမရောက်ရပဲဖြစ်ရပါတယ်ဆိုတဲ့အဓိပ္ပာယ်တော်တော်များများပဲဖွင့်ပြသိများအားကြီးတော့သူလည်းမောဟနိုင်တော့အကျိုးချုပ်မှတ်သားပဲကောင်းတာလောက်ပဲထည့်ပြီးတော့ဟောကြားပေးပါတယ်အသင်းတင်ပြီးဆုံးသွားပါဤကဲ့သို့နေ့ခုခါ၌ဆရာတော်ရဲ့တဲ့80ပြည့်မွေးနေ့မင်္ဂလာအဖြစ်ဖြင့်ထူထမ်းကြရ၌အသက်ရှိကြောင်းတရား၅ပါးတို့ကိုနာကြရတဲ့ဖြင့်နာကြရသောတိုင်လိုင်းနာချင်းချမ်းပွားများအထုနိုင်ကြပြီဖြင့်မိမိတို့လိုရှိရတောင်းတတရားဥပဒေများတို့ကိုဒုက္ခကတိအေးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလွယ်ကူသောခြင်းဖြင့်လင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း